ဒါဟာလူကုန်ကူးသူတွေကိုအပိတ်ပေးဖို့အကောင်းဆုံးနည်းလမ်းပဲအရင်ဆုံးသူကိုကျိုးနဲ့တင်းတင်းကြပ်ကြပ်အရင်ချလိုက်တယ်ပြီးတော့ပထူးပြုလုပ်ထားတဲ့ပါဇက်ဟိုက်ကလေးကြကိုပါဇက်ထဲအတင်းထည့်လိုက်တယ်အဲ့တော့အပူချိန်1000ဒီဂရီရှိတဲ့ကောက်ညင်းဆံပြုတ်ကိုယူလာတယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့သူအပေါင်းအပါဟာကြောက်လန့်ပြီးစီးပါထွက်သွားတယ်ရက်ဆက်လာတဲ့မင်းဆိုးဟာအမျိုးသမီးရဲ့ခေါင်းကိုအသေးလဲဖိထားတာကိုတွေ့ရမယ်ပြီးတော့အပူချိန်1000ဒီဂရီရှိတဲ့ကောက်ညင်းဆံပြုတ်ကိုအမျိုးသမီးရဲ့ပါဇက်ထဲအတင်းလောင်းထည့်လိုက်တယ်အမျိုးသမီးကအထက်လူပြီးဘလောက်ပဲတောင်းပန်နေပါစေအဖိုးကြီးမင်းဆိုးကတော့လုံးဝရက်တက်မဲ့အရေးရောက်မရှိဘူးမကြခင်မှာပဲအမျိုးသမီးရဲ့ကိုယ်တွင်းအင်္ဂါတွေအားလုံးအပူလောင်ပြီးဖြစ်စီသွားတော့တယ်ဒါပေမဲ့ဒါဟာလူတိုင်းရဲ့ရင်လက်ကအာဃာတတွေကိုမပြေပြောက်စေသေးဘူးလူကုန်ကူးသူကဒီမှာလေအဆုံးသတ်ပြီလို့ထင်နေချိန်မှာပဲမင်းဆိုးဟာအပူချိန်1000ကျော်ရှိတဲ့လူပုံတရံပုံစံကွက်တစ်ခုကိုထံမှန်ဖင်းဆင်းလိုက်ပြန်တယ်စစ်သားတွေကဒီအပူချိန်1000ကျော်ရှိတဲ့ပုံစံကွက်ကိုဖွင့်လိုက်ကနေအမြတ်နောက်ထပ်လူကုန်ကူးသူကိုဘာတွေဆက်လက်ခံစားစီအောင်မလဲဆိုတာနောက်ထပ်အပိုင်းဆက်ဆောင်ပေးပါကြီးစုတင်ပါတယ် နတွန်ကူးသူကိုမိဖိုတွေကအပူပေးထားတဲ့ပုံစံကွက်ထဲအတင်းအကျပ်ထည့်လိုက်ကနေအမြခဏချင်းပါရင်သူဟာအသက်ပြောက်သွားခဲ့ပါတယ်အပြစ်ပေးမှုကိုကြည့်ချက်နေတဲ့မြို့ဝင်ကိုယ်တိုင်တောင်မကြည့်ရတော့အောင်ပါပဲဒါဟာရှေးခေတ်ကအလွန်ကြောက်စရာကောင်းတဲ့ပြစ်ဒဏ်ကြီး10မြို့တွေကတစ်ခုဖြစ်ပါတယ်ဒုက္ခရောက်ခဲ့ရသူတွေရဲ့မိသားစုဝင်တွေဟာဒီမြင်ကွင်းကိုတွေ့တော့အမြန်ပဲဒူးထောက်ပြီးဥချကန်တော့ကြပါတယ်သူတို့အတွက်များထားမှုကိုဖော်ဆောင်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်နေကြတာပါမကြခင်မှာပဲပြစ်ဒဏ်ပေးမှုကိုအဆုံးသတ်ခဲ့တဲ့မြို့ဝန်ဟာအိမ်ကိုပြန်ရောက်လာပါတယ်အိမ်တော်ထင်းကလည်းအမြန်ပဲထွက်ကြိုဆိုပါတယ်အိမ်တော်ထင်းကလူတွန်ကူးသူတွေရဲ့အခြေအနေကိုအသေးစိတ်တင်ပြတဲ့အခါမှာတော့ဒီယွန်ရှားဖွေကောင်းတဲ့လူတွန်ကူးသူတွေဟာလုံးဝအမြင့်ပြတ်ထုတ်တင်ခံလိုက်ရပြီဆိုတာကိုမြို့ဝင်ကသိရှိသွားပါတယ်ဇလန်းကတော့ဒီမှာတင်ပြီးဆုံးသွားပါပြီကျေးဇူးတင်ပါတယ်